Krito na shalom ba di ma chi ba ong tening taya to tening kunui ni mene ma tui cha tala da ka Brisbane ma ni de chama tange chin ga chama upu pi da Kui ju di lo kho de tang po ka kui ti ri ka le a pin a mi yi a si ka ji ji da cha roအစီလေးတဲ့တိတိလေးအရန်စားကောင်းတယ်အသားရမ်းများတယ်တောင်ပေါ်ကတော့တာအစီအကြီးကြီးဆိုတော့လေတော့မှာဆိုတော့သမင်းတရေဝေစားတယ်တောင်ပေါ်သူတောင်ပေါ်သားဒီကဖန်ဖန်ကြီးနဲ့စားတယ်ဒီကကွေးကြိုးဒီကချိုးတယ်စားကောင်းတယ်အပင်လေးရလေလေဒီကအော်စီယာကိုချိုတီးတယ်ဘလို့မှလည်းမသိဘူးအပြင်အမြင့်ကြီးတွေတော့ရှိတယ်ပေါ့နော်ရက်စကာနုတို့မှရှိတယ်အပြင်အမြင့်ကြီးအပြက်တွေတော့စားလို့ရမ်းကောင်းမယ်ဒါပေမဲ့တိတ်မတီးနိုင်ဘူးတလားထင်ကြည့်တာတော့တောင်ပေါ်ကကိုချိုပင်ဖြစ်မဲ့ထင်တယ်တချို့အိမ်မှာနေရှိနုတို့အိမ်ကဟာတယ်အပြင်နှိမ့်နှိမ့်လေးပြီးတော့ဗန်လျန်ကူတို့အိမ်ကအပင်လေးတွေနှိမ့်နှိမ့်လေးတွေပေါ့နော်အရန်စားကောင်းတယ်တလားရန်စားကောင်းတယ်ကျမရန်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာမမမူတို့အိမ်မှာရှိပြန်တော့လေအပြင်အမြင့်ကြီးပေါ့နော်အဲ့ဒါလေးတွေဗမာပြည်ကမလကာပင်ခိုင်းစီလေးတို့ရတော့မှနေတယ်ဆိုတော့လေခြံထဲကမလကာပင်နှိမ့်လေးတွေ6လလောက်ဆိုကောက်တီးတဲ့ဟာလေးတွေအဲ့လိုမျိုးလေးတွေလေအဲ့လိုပင်လေးတွေနဲ့တူတယ်သူတို့ဟာတွေကတလားအရာစားကောင်းတယ်ဒီမှာချစ်စုပ်ငယ်ချင်းဆွေးနွေးပေါ်ဖျားကင်တိုင်ကောင်းကြည့်ပေးပါစေအရင်တစ်ပတ်ကလည်းကျုံပင်းနူးနဲ့နေဆွေးနွေးနဲ့ဇီဖြူတီးပို့ပေးတယ်ပေါ့နော်ဒီတစ်ခေါက်ကျတော့ကိုယ်ကြိုတီးဒါဒီမှာကြည့်ပါဦးဂျိုင်ယိုအော်ဇီနိုင်ငံမှာဂျိုင်ယိုကရှားတယ်ပေါ့နော်ဒီဂျိုင်ယိုတွေကဖူတီယယ်လို့ခေါ်တယ်ကွက်ကြလေးနဲ့ပေါ့နော်ရမ်းချိုတယ်နူးလေးတွေပေါ့နော်ဒီမှာအကုန်လုံးခွန်လေးခွာပြီးသားလေးကိုဒါတမဲ့ပို့ပေးလိုက်တာပေါ့နော်ဒူတင်ပါပေါ်မှာလဲထူးကျေးဇူးတင်တယ်လို့ဒီနေ့တဲလာပေးတဲ့ဒါပတ်စတာဂျင်းပေါ်မှာလဲထူးပဲကျေးဇူးတင်တယ်ကိုစိန်ပိုက်ပေါ်မှာထူးကျေးဇူးတင်တယ်ဘုရားခင်ကောင်းချီးပေးပါစေဆိုတာကိုပြောချင်တယ်တခုပြောအောင်မယ်နားထောင်နော်ဘုရားသခင်ကသူချစ်တဲ့သားသမီးတွေသူရွေးချယ်ထားတဲ့သားသမီးတွေသူ့ရဲ့သားသမီးတွေအတွက်ကမျက်စိဖြစ်မမြင်နားဖြစ်မကြားနှလုံးဖြစ်မကြံစီသေးတဲ့အရာတွေကိုဒီနေ့ဘုရားသခင်ကသူတို့အတွက်ထားပေးတယ်တဲ့ဒီနေ့ဒီအရာတွေကလည်းအဝေးကြီးရနဲ့တသေးလေးဆိုပြန်ဒါလေးများကျမတော်မမို့အတွက်တကယ်ကြီးမားတော့အမှုပဲဖြစ်တယ်ဒါတွေကယေရှုမြတ်တာမရှိဘူးဆိုရင်ကျမအတွက်ကိုပေးနိုင်မှာမဟုတ်ဘူးပို့နိုင်မှာမဟုတ်ဘူးယေရှုစီကလာတဲ့မြတ်တာအဖြစ်